တန်တရားမှာတော့အမျိုးသားကြီးပဲဖြစ်ဖူးတယ်အမျိုးသမီးမဖြစ်ဖူးဘူးဆိုတဲ့လူမရှိဘူးတဲ့အမျိုးသမီးကြီးပဲဖြစ်ပြီးမျိုးသားမဖြစ်ဘူးဆိုတာလည်းမရှိဘူးအဲ့တော့အမျိုးသားလည်းဖြစ်ဖူးကြတယ်အမျိုးသမီးလည်းဖြစ်ဖူးတယ်ဒီလိုရှိတယ်ဒါဖြင့်ဘာကြောင့်ဒီအမျိုးသားဖြစ်ပါလေနဲ့ဘာကြောင့်အမျိုးသမီးဘဝရောက်တယ်လဲဆိုလို့ရှိရင်အိမ်တော်ကြီးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဘဝကိုရောက်သွားတတ်တယ်တို့ဆိုလို့တယ်နော်အဲ့လောက်ဆိုသဘောပေါက်ပြီအိမ်တော်ကြီးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဖြစ်သွားနိုင်တယ်ရှင်အနန္ဒမထေရဟာရွှေပရိသတ်ဘဝမှာအိမ်တော်ကြီးဖောက်ပြန်မှုတွေသူတော်ဘာရဲ့အိမ်တော်နေနဲ့လွန်ကျူးမှုတွေလုပ်သည့်အတွက်ကြောင့်ပရဒ္ဒရာကံလို့ခေါ်တယ်ပေါ့သူတော်ဘာတာမယာနဲ့ပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာရှင်အနန္ဒကိုယ်တိုင်ကတန်တရားထဲမှာဒီပြစ်မှုကိုကျူးလွန်ခဲ့ဘူးတယ်ကျူးလွန်ခဲ့သည့်အတွက်ကြောင့်ငရဲကြတယ်ငရဲကြပြီးငရဲလွတ်လပ်တဲ့အခါမှာအမျိုးသမီးဘဝ14ဘဝဖြစ်ခဲ့တယ်နော်ရှင်အနန္ဒအမျိုးသမီးဘဝ14ကခုနှစ်ဘဝကြတော့အမျိုးသားဖြစ်တဲ့အခါမှာသင်္ကွချင်းခံရတယ်သူဆိုလို့အဲ့လိုဒုက္ခပေးတာခါအမျိုးသမီးတွေကရောအမျိုးသားဖြစ်ခွင့်မရှိဘူးလားဆိုဖြစ်ခွင့်ရှိတယ်အမျိုးသမီးတွေကအမျိုးသားဖြစ်ချင်တယ်ဆိုလို့ရှိရင်တဲ့အမျိုးသမီးဘဝစိတ်ကုန်တာဖြစ်ရမယ်အမျိုးသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ရှိပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်အမျိုးသားဖြစ်တယ်ဒီလိုဆိုလို့တနည်းအားဖြင့်လဲကိုယ်မှာအိမ်တော်ရှိတယ်ဆိုလို့ရှိရင်အိမ်တော်ဘက်အမျိုးသားအပေါ်မှာရိုးရိုးသေးသေးဆက်ဆံပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လည်းပဲအမျိုးသားဘဝရတယ်လို့စာထဲမှာဒီလိုရေးထားနော်မျိုးသားဘဝရတယ်လောကနိတိကျမ်းမှာလည်းပဲဒီတိုင်းဆိုထားတာလေးတွေရှိတယ်ပေါ့ရှေးခေတ်ကတော့လောကနိတိသင်ရတယ်ပေါ့ခဏခေတ်မှာတော့မသင်အဲ့ဒါလို့မိမိရဲ့စိတ်ပေါ်မှာမူတည်ပြီးတော့ဖြစ်တာဖြစ်တယ်ပေါ့ကိုဖြစ်ချင်တာကိုဖြစ်လို့ရတာဟာကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ရင်အကောင်းဖြစ်နိုင်တယ်မကောင်းတဲ့စိတ်ကမကောင်းတဲ့ဘက်ကိုပို့နိုင်တယ်တဲ့ကောင်းတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ကောင်းတာကိုပေးနိုင်